ဒီနေ့ကတော့မြစ်ကြီးနားမြို့နန်းကွေချောင်းမှာငါးသွားဖမ်းမှာဖြစ်ပါတယ်ငါးဖမ်းမှုစတင်သွားနေပါပြီဒါကတော့ပထမနေ့ပေါ့ပထမနေ့မှာတော့ကျွန်တော်တို့ရေမပတ်ပါဘူးပထမနေ့မှာတော့ကျွန်တော်တို့အိုင်ကိုပိတ်မယ်ပြီးတော့ကျွန်တော်တို့ငါးများမယ်ပေါ့နော်ဒါကတော့အိုင်နေပိတ်နေကြတာပါရေကဒူးလောင်းနေတဲ့ခါကျတော့ကျွန်တော်တို့တိုင်ဆိုင်မယ်တီးရွက်ခံမယ်ပြီးမှမြေကြီးနဲ့ဖို့မယ်ပေါ့နော်ပထမနေ့ကတော့ပြင်ဆင်တာပါဒုတိယနေ့ကျမှမြေဖို့တာရေစုပ်ထုတ်တာရေငါးဖမ်းတာရေလုပ်မယ်ပေါ့နော်ကဲဒါကတော့ဒုတိယနေ့မှာမနက်အစောကြီး9နာရီလောက်စတင်ထွက်ခွာခဲ့ကြတာပဲဖြစ်ပါတယ်ရေစုပ်ဆက်ရေဆိုင်ငယ်သက်စီရေကိုစီထမ်းပြီးတော့ပေါ့နော်ပိုက်တွေနဲ့ချောင်းကိုရောက်ချင်းမနေ့ကထောင်ခဲ့တဲ့မြုံကိုမကြည့်တာပေါ့နော်ငါးတေးလေးတွေပဲရပါတယ်တေးလေးပေါ့၄-၅កောင်လောက်ပါပဲလူစုံပြီဆိုတော့ကျွန်တော်တို့ရေပတ်ထုတ်ဖို့အတွက်မနေ့ကထောင်ခဲ့တဲ့တိုင်တွေရေတိရွက်တွေကြားထဲကိုမြေကြီးနဲ့ဖို့ပြီးတော့ကျွန်တော်တို့ချောင်းကိုရေပတ်ထုတ်ဖို့ပြင်ပါမယ်ကျွန်တော်တို့ကဒါရေပတ်ချင်လို့ပတ်နေတာတကယ်တမ်းချောင်းရေကအရမ်းများသေးရဲ့ဗျာဆိုတော့ကျွန်တော်တို့နှစ်ဖက်ပိတ်တယ်ပြီးတော့တခြားစီးနေတဲ့ရေကိုဘေးဘက်မှာမြောင်းတေးလေးလှုပ်ပြီးတော့သူ့ကိုရေလွဲပေးလိုက်တယ်ပေါ့နော်ကျွန်တော်တို့အဖွဲတွေကနှစ်ဖက်ခွဲပြီးတော့ရှေ့ရဲ့အနောက်ရေပေါ့နော်ဆိုတော့အလယ်မှာရှိရဲ့ကန်လေးကိုပတ်မှာဖြစ်ပါတယ်ပိတ်ပြီးတော့ပေါ့နော်မြေကြီးတူရဲ့လူကသူမြေဖိုးတဲ့လူကဖို့တဲလူကတဲနဲ့ကျွန်တော်မနေ့အစောကြီး9 နာရီလောက်တည်းထပြီးပြင်ဆင်ထားတာပေါ့နော်မနေ့ကရေဆိုတော်တော်လေးတော့ပင်ပန်းပါတယ်ရေကလည်းဒူးလောက်နဲ့တာဆိုတော့လေချောင်းအောင်ပိတ်ပြီးပြီဆိုတော့ကျွန်တော်တို့ရေစထုတ်ဖို့အတွက်ရေစုပ်ဆက်တဲမယ်ပြီးတော့မနေ့စာနည်းနည်းပါစားမယ်ပေါ့ဗျာချောင်းလည်းပိတ်ပြီးပြီရေစုပ်ဆက်လည်းပြင်ဆင်ပြီးပြီဆိုတော့ကျွန်တော်တို့ရေစတင်ထုတ်နေပါပြီမနေ့9 နာရီကတည်းကမြေကြီးဖို့နေတာ10 နာရီကြာမှပဲပြီးရပေါ့နော်ဆိုတော့10 နာရီကြာမှပဲရေစထုတ်ဖြစ်ပါတယ်တော်တော်တော့နောက်ကျနေပြီပေါ့နော်17 နာရီကြာမှရေစထုတ်ရရဆိုတော့တော်တော်လေးတော့နောက်ကျသွားတယ်ဟိုမှာအသွဲကတော့ကြိတ်တယ်ဗျာချောင်းကပိတ်ပြီးဆိုမဲ့စိတ်ကမချရပြန်တော့ရေယူနိုင်မဲ့နားတွေအကုန်ပြန်လိုက်ပိတ်တယ်ပေါ့နော်ဆိုတော့ရေကတော့တနေကုန်ဒီပါကိုပိတ်ရတာပါပဲလေလုံးလေအဲ့ဒါဒီဘက်ကြည့်ပါဦးရေစုပ်ထုတ်လိုက်တော့ချောင်းကြီးကတော်တော်လေးကိုမြင့်လာတာနဲ့ကျွန်တော်တို့ဖို့ထားတဲ့မြေကြီးတွေကနှိမ်သွားတယ်ပေါ့နော်ဆိုတော့အကုန်ပြန်လိုက်ဖို့ရပါတယ်တယောက်မှအေးဆေးမနေရအောင်မြေကြီးတူရဲ့လူကတူတဲရဲ့လူကတဲဖို့တဲ့လူကဖို့ရေစုပ်ဆက်ကြီးရဲ့လူကကြီးနဲ့ငါးဖမ်းရတာနည်းနည်းပေါ့နော်အဓိကအဲ့ရေထုတ်ရတာအဓိက main ဖြစ်နေတာကဲအပြင်ဘက်ကရေ level ကိုပဲရှိုးကျွန်တော်တို့ပတ်မဲ့ကန်ထဲကိုမဝင်ုံတမယ်ပဲရှိတော့ရဆိုတော့မြေကိုတော်တော်လေးကိုပိတ်နေရပါပေါ့နော် pressure တော်တော်လေးများရဗျဒီကန်ပတ်ရတာဘာလို့ဆိုသူ့အချိန်မဟုတ်တဲ့အခါကျတော့လေရေမခမ်းတဲ့အခါပတ်တဲ့အခါကျတော့တော်တော်လေးကိုမှန်တော့တယ်ဒါကတော့ကျွန်တော်တို့ပတ်နေတဲ့ကောင် 0.5h နဲ့ရိုက်ထားတာပါအားလုံးကတော့တာဝန်ကိုစီနဲ့ရုံးကန်လှုပ်ရှားနေကြပါတယ်ရေထုတ်တာ3 နာရီလောက်ကြာသွားတဲ့အခါမှာရေကတဝက်လောက်တော့ရော့သွားပြီပေါ့နော်ဆိုတော့ကျွန်တော်900မလားဆိုပြီးစကားနဲ့တိုက်ကြည့်ရပေါ့နော်ဆိုတော့ရေများသေးလို့ထင်တယ်ဘာငါးမှတော့မရသေးဘူးဗျဒီကံမှာတော့အဓိကငဖယ်ကတော့အပေါ်ဆုံးပဲပေါ့နော်ကျွန်တော်ဒီဘက်မြစ်ကြီးနားနန်းကွေးဘက်တွေကချမ်းတဲ့ခါကျတော့ကျွန်တော်ရေထဲဆင်းတာတော်တော်ကြာပြီဆိုတော့တော်တော်လေးတော့အေးလာပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ခဏလေးအနားယူမယ်နေ့လည်စာစားမယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဘော်ဒါထဲမှာဟင်းချက်ကျွမ်းတဲ့ကျွန်တော်တို့ရဲ့ chef ပေါ့ဟင်းကတော့လက်ဖက်တုံးနဲ့ကြက်ဥကြော်ဖြစ်ပါတယ်ထမင်းမကန်ကတော့ဗမာလိုပဲဂျက်ဖာထဲမှာထည့်ပြီးမှခွဲတန်းလေးနဲ့ဆွဲကြရတာပေါ့ဗျာမနက်9 နာရီကလေးကထပြီးတော့ယုံနေရဆိုတော့တော်တော်လေးတော့စားလို့ကောင်းတယ်ဗျာဟင်းကတော့ဘာမှမသိရှောက်စားတာပဲဘော်ဒါရီနဲ့လူစားရတာဆိုတော့အရတာတော့တကယ်လုံးဝစောက်ရမှ rating ကတော့10 out of 10ပေးပါတယ်ထမင်းစားပြီးနေ့လေအနားယူလိုက်တာ2 နာရီလောက်ရောက်သွားတယ်ဆိုတော့ကျွန်တော်ငါးဖမ်းမယ်ရေထုတ်ရှာရှိတာထုတ်မယ်မြေကြီးဖို့မယ်ပေါ့နော်မိုးချုပ်သွားတဲ့အချိန်ကျရင်တော်ကြနေငါးဖမ်းလို့မရတော့ငါးတကောင်မှမရပဲအိမ်ပြန်နေရလိမ့်မယ်ညနေ2 နာရီကြော်နေပြီကိုရေကမခမ်းတဲ့ခါကျတော့စကားတိုက်တာတော့ငါမမိချင်ဘူးပေါ့နော်ဆိုတော့ရေတော်တော်များနေလေရဲ့ဗျနောက်ကျွန်တော်တို့ရေနေနဲ့ထပ်ထုတ်ပြီးတော့4 နာရီခွဲလောက်မှာစကားတိုက်မှပဲငါးတွေတော်တော်လေးပြန်ရလာတာပေါ့နော်ဒါကတော့4 နာရီခွဲလောက်ရောက်နေပါပြီနည်းနည်းမောင်းချင်နေပြီပေါ့နော်တစ်ပင်တွေကလည်းကာထားတော့နေအောင်ချီတန်တိတ်မရတော့နည်းနည်းလေးမောင်းချင်နေဒါပေမဲ့ဒီခေါက်တိတ်မကြည့်တော့ကွာတော့ပါတော့ပါဒီနဲ့အကျဲဟုတ်တယ်ဒါကတော့ကျွန်တော်တို့မီးရဲ့ငါးတွေပါငါးအသေးရတော့ငခုံးမတွေများတယ်ငါးအကြီးကတော့ငဖယ်များပါတယ်တော်တော်လေးလက်ဝါဆိုင်လက်ဝါနဝါစာလောက်ရှိလားမပြောတတ်ဘူးဗျဆိုင်ကတော့ကြီးပါတယ်ဒီမှာရှိုးလိုက်တော့ဘာပြဿနာတက်သွားလဲဆိုတော့ရေမနိုင်တဲ့ပြဿနာတက်သွားပြီဗျရေခမ်းအောင်စောင့်နေတော့ကျွန်တော်ငါးတကောင်မှရမှာမဟုတ်ဆိုတော့ကျွန်တော်ရေခမ်းအောင်မစောင့်တော့ဘဲနဲ့အဆင်ပြေတယ်လို့စကားလေးနဲ့ပဲစစ်လက်တွေနဲ့နှိုက်ပြီးမှပဲကျွန်တော်တို့ငါးတွေရအောင်ဖမ်းခဲ့လိုက်တယ်ပေါ့နော်ကဲနောက်ဆုံးတော့အိမ်မြန်မှုအတွက်ကန်ဖောက်ထုတ်လိုက်ပါပြီနော်2 ရက်လောက်ပတ်ခဲ့ရတဲ့ကန်ကြီးကဖောက်ထုတ်လိုက်တော့လဲ9 မိနစ်တောင်မကြာပါဘူးကွယ်ရေစီးဝင်လာကြည့်နေတော့တော်တော်နှမျောမိပါတယ်ရေခမ်းအောင်တာပတ်နိုင်မယ်ဆိုရင်ငါကဒီထက်တော့ပိုရမှာပေါ့နော်ရေကမကုန်းဖြစ်သွားပြီဗျာကဲဆိုတော့အထုပ်ကိုစီနဲ့ထမ်းပြီးတော့အိမ်ပြန်ပါပြီနော်ဆက်တဲလူတွေကတဲထမ်းတဲ့လူတွေကထမ်းမားတဲ့လူတွေကမားပေါ့ဗျာလူတလောက်မရခဲ့ပေမဲ့လူတလောက်တော့ရခဲ့ပါတယ်လို့နော်ဆိုတော့ကျွန်တော်ငါးတွေအားလုံးခွဲတန်းချပြီးတော့အားလုံးငါးကိုစီပိုက်ပြီးအိမ်ပြန်ပါမယ်အားလုံးပဲကျေးဇူးပါ